ကိုကျော်ဟာမကြသေးခင်ကမှအိမ်အသစ်တစ်လုံးကိုပြောင်းရွှေ့လာခဲ့ပါတယ်။အိမ်ဟာမြို့ထဲကလူသူသိပ်မနေတဲ့ရပ်ကွက်တစ်ခုမှာတည်ရှိပြီးရှေးဟောင်းပိတုကာလက်ရာတစ်ခုလိုဖြစ်နေပါတယ်။အိမ်ရဲ့ပြင်ပမှာကြီးမားတဲ့တစ်ပင်ကြီးတွေဝိုင်းရံထားပြီးညဘက်ဆိုလေတိုက်တိုင်းအတန်တွေကထိတ်လန့်ဖွယ်ရာဖြစ်စေပါတယ်။ပထမရက်အနည်းငယ်ကတော့အဆင်ပြေခဲ့ပေမဲ့တညမှာကိုကျော်ဟာအိမ်ယာထဲမှာလှဲနေရင်းအိမ်ရဲ့ထူးဆန်းတဲ့အတန်တွေကိုစတင်ကြားလာပါတော့တယ်။အိမ်ရဲ့ထောက်တနေရာကနေခြေလန်းတန်တွေကြားရပြီးတဖြည်းဖြည်းသူ့အနာကိုချင်းကပ်လာသလိုခံစားရပါတယ်။သူဟာအိမ်ယာကနေထားပြီးအတန်လာရာကိုတွားကြည့်ဖို့ဆုံးဖြတ်လိုက်ပါတယ်။အခန်းထဲကိုဝင်လာတဲ့အခါသူ့မျက်လုံးအရှိမမီးခိုးရောင်အရိပ်တစ်ခုပေါ်လာပြီးအေးဆက်တဲ့လေတစ်ခုကသူ့ကိုဖျက်ဆီးသွားပါတယ်။ကိုကျော်ဟာထိတ်လန့်သွားပြီးနောက်ပြန်ဆုတ်လိုက်တဲ့အခါအရိပ်ဟာပျောက်ကွယ်သွားပါတယ်။ဒါပေမဲ့သူ့နောက်မှာတစုံတစ်ယောက်ရဲ့အတန်ကိုကြားလိုက်ရပါတယ်။ဒီအိမ်ကငါအိမ်မင်းကဘာလို့ဒီမှာရှိနေတာလဲအဲ့ဒီညကစပြီးကိုကျော်ဟာအိမ်မှာထူးဆန်းတဲ့အဖြစ်အပျက်တွေကိုကြုံတွေ့လာရပါတော့တယ်။ညဘက်တိုင်းခြေလန်းတန်တွေငိုတန်းတွေနေရန်ပေါ်ကစာရီပေါ်လာတာတွေကိုကြုံတွေ့လာရပါတယ်။သူဟာအိမ်ရဲ့သမိုင်းကိုစူးစမ်းဖို့ဆုံးဖြတ်လိုက်ပြီးအိမ်ဟာနှစ်ပေါင်းများစွာလူသူနေထိုင်ခဲ့ခြင်းမရှိဘဲနောက်ဆုံးပိုင်းမှာလူတက်မှုတစ်ခုဖြစ်ပွားခဲ့တယ်ဆိုတာသိလိုက်ရပါတယ်။ဒီအဖြစ်အပျက်တွေကြောင့်ကိုကျော်ဟာအိမ်ကိုစွန့်ခွာဖို့စဉ်းစားလာပါတယ်။ဒါပေမဲ့သူထွက်ခွာဖို့ကြိုးစားတဲ့အခါတိုင်းအိမ်ရဲ့ထူးဆန်းတဲ့အင်အားတစ်ခုကသူ့ကိုပြန်လာဖို့ဆွဲဆောင်နေတယ်လို့ခံစားရပါတော့တယ်။နောက်ဆုံးမှာသူဟာအိမ်ရဲ့လှုပ်ဝက်ချက်ကိုဖော်ထုတ်ပြီးတရေဆိုးရဲ့ချီနှောင်မှုကနေလွတ်မြောက်သွားခဲ့ပါတယ်။ဒါပေမဲ့အိမ်ရဲ့အရေးဟာသူ့နောက်ကိုအမြဲလိုက်နေမဲ့ခံစားချက်ကိုတော့ဖယ်ရှားလို့မရခဲ့ပါဘူး။